ချိန်လေးမနှောင်းခင်အရွယ်လေးကောင်းနေတော့မှကုသိုလ်ရှာနောင်နောင်ကမဖြစ်ရလေအောင်ပါကိုပြုခဲ့တာတွေကိုလုပ်ခဲ့သမျှတွေအမားတွေလာမှန်လေမလားသိအောင်အပြေရှာပါလူဆိုတာတနေ့တော့ဒီမှာမမြဲတဲ့တရားသဘောလေးကိုစိတ်နှလုံးသွင်းကအစင်ထားကောင်းမှုပြုငါထားရနေမှာဖြစ်နေရဘဝတိုင်းကောင်းတိုင်း